ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိအာမခံအလုပ်သမားများရဲ့သားသမီးများအားပညာသင်စရိတ်ထောက်ပံ့ပေးခြင်းနဲ့မန္တလေးငရင်ဘေးတင်တဘာဘေးရန်ရဲ့ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအခမ်းအနားကိုအောက်တိုဘာလ10ရက်နေ့ကနေပြည်တော်ကောင်စီရှိစပူသီရိခမ်းမမှာကျင်းပပါတယ်။အခမ်းအနားမှာပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းမှာပညာသင်စရိတ်လျှောက်ထားလာတဲ့အာမခံအလုပ်သမား3839ဦးတို့ရဲ့သားသမီး9198ဦးတို့အတွက်စုစုပေါင်းငွေကျပ်220.533သန်းကိုထောက်ပံ့ပေးရခြင်းဖြစ်ပြီးပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီးပြည်နယ်အလုံးမှာပညာသင်စရိတ်လျှောက်ထားလာတဲ့အာမခံအလုပ်သမား93,453ဦးရဲ့သားသမီး96,134ဦးတို့အားစီစစ်ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အထိအာမခံအလုပ်သမား92,994ဦးရဲ့သားသမီး95,412ဦးတို့အတွက်ပညာသင်ခြင်းထောက်ပံ့ကြေးငွေကျပ်3.889ဘီလီယံကျော်ကိုအွန်လိုင်းပေးမန့်စနစ်ဖြင့်အာမခံအလုပ်သမားများရဲ့လက်ဝယ်အရောက်ခွင့်ပြုထုတ်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ခန္ဓာကတော့ဒီလူမှုဖူလုံရေးစနစ်မှာအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့အာမခံစနစ်6မျိုးအနက်ကနေတစ်ခုဖြစ်တယ်ပေါ့နော်မိသားစုထောက်ပံ့မှုအကျိုးခံစား권ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့တာသမီတွေရဲ့ပညာသင်စရိတ်နဲ့ဒီမန္တလေးငလင်ကြီးကြောင့်ပေါ့လေတဘာဝဘေးရန်တွေကြောင့်ဖြစ်ပွားလာတဲ့ဒီ40%တော့ပေါ့နော်ဒီထောက်ပံ့ကြေးတွေကိုပေးအပ်သွားမှာဖြစ်ပါတယ်ခန္ဓာမှာဆိုလို့ရှိရင်လေ PM မှာတော့ဒီနေပြည်တော်ကောင်စီမှာဆိုလို့ရှိရင်ဒီငလင်ဘေးဒဏ်နဲ့ပေါ့နော်ဆိုလို့ရှိရင်ဒုတိယကြိမ်ဖြစ်ပြီးတော့ဒီပညာသင်စရိတ်ကတော့ပထမကြိမ်ဖြစ်ပါတယ်ပထမတစ်ကြိမ်တုန်းကတော့ငလင်ဘေးဒဏ်တဲ့အတွက်ကိုဒီအာမခံလူသမားတွေအတွက်40%သောငွေပေါ့နော်40%က1850သန်းပေါ့1.8ဘီလီယံကျော်ကိုထုတ်ပေးခဲ့ပါတယ်ခန္ဓာမှာတော့ကျမတို့ကအာမခံလူသမား3839ဦးအတွက်ပေါ့အလုပ်တာသမီတွေကတော့9198ဦးရှိပါတယ်စုစုပေါင်းကျပ်သန်း220.533ကိုထုတ်ပေးမှာဖြစ်ပါတယ်။နောက်ပထမတစ်ကြိမ်ထုတ်ပြီးတော့ကြံခဲ့တဲ့ပေါ့နော်ဒီအာမခံအလုပ်သမား6958ဦးအတွက်လည်း40%ပေါ့45%ဆိုတာကတော့တဘာဝဘေးအန္တရာယ်ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေါ့နော်ဒီဘယ်နှလေးငလင်ကြီးကြောင့်မလို့ဖြစ်တဲ့ပေါ့နော်ဒီအာမခံအလုပ်သမား6958ဦးအတွက်ကိုတော့ကျပ်သန်း969.365သန်းကိုထုတ်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပညာသင်စရိတ်နဲ့ငလင်ဘေးဒဏ်ကိုပေါင်းလို့ရှိရင်တော့989.895သန်းကိုဒီနေ့အခမ်းအနားမှာထုတ်ပေးသွားမှာဖြစ်ပါတယ်ရှင်2025-2026ပညာသင်နှစ်အတွက်ပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권လက်ခံရရှိခြင်းဖြစ်ပါတယ်ခင်ဗျ။သားသမီး2ဦးပါခင်ဗျ။အလယ်တန်းအတွက်4000ခွဲကျပ်ပေါ့။မူလတန်းအတွက်3000ကျပ်စုစုပေါင်းကျပ်9000လက်ခံရရှိပါတယ်ခင်ဗျအင်မတန်မှဝမ်းသာမိပါတယ်ခင်ဗျအခုလိုပညာရေးအတွက်တစ်ဖက်တစ်လမ်းကထောက်ပံ့မှုရရှိတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျငလျင်မန္တလေးငလျင်ကြီးထိခိုက်သွားတယ်လှုပ်ခတ်သွားတာပေါ့နော်လှုပ်ခတ်သွားတဲ့အတွက်အမလသမားတွေမှာညနာဆွဆုံးမှုတွေများတယ်အဲ့ဒီအတွက်ကျမတို့ကနေပြီးတော့တဘာဝဘေးရန်တွေထောက်ပံ့မှုအကျိုးခံစား권ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့40%ပေးရပွဲအခမ်းအနားနဲ့တခါ2025-26ပညာသင်နှစ်ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်အမကန်ထားတဲ့လူသမားတွေရဲ့တာသမီတွေအတွက်ပညာထောက်ပံ့ခြင်းပေးရပြန်ခမ်းနားဖြစ်ပါတယ်ပေးမဲ့ငွေရတော့40%ကပေါ့နော်အမလသမား6000ကျော်ကိုပေးမဲ့ငွေရတော့685သန်းကျော်နဲ့ပညာထောက်ပံ့ခြင်းရတော့တန်းပေါင်း220ကျော်ပေးမှာဖြစ်ပါတယ်ရှင်ပြီးတော့ကောင်းစီမှာဆိုရင်တက္ကိနနဲ့ပြည်မနာလူမှုဖုန်ရေးရုံးမှာပေါ့နော်တက္ကိနလူမှုဖုန်ရေးရုံးနဲ့ပြည်မနာလူမှုဖုန်ရေးရုံးမှာမှတ်ပုံတင်ထားတဲ့လောက်ဌာနပေါင်းကတော့1000ကျော်ရှိပြီးတော့အမကလုံးသမားတော့2900ကျော်ရှိပါတယ်ရှင်တော့40%ပေါ့နော်အမကလုံးသမား6000ကျော်ကိုပေးမဲ့ငွေရတော့685သန်းကျော်နဲ့ပညာထောက်ပံ့ခြင်းရတော့တန်းပေါင်း220ကျော်ပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့1982ထဲကကျွန်တော်တို့ကရခိုင်တွေကတင်ထားတာဗျအခုကွန်ပျူတာတော့လည်းဆက်ပြီးတော့လုပ်နေတာပါအဓိကအားသာချက်ကတော့ဒီကျွန်တော်တို့ဒီလုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရတာတို့ကျန်းမာရေးရှင်တွေတို့ရှိရင်ဒီလူမှုဖူလုံရေးကနေပြီးတော့မှကျွန်တော်တို့တရားဥပဒေနဲ့ညီသွားတာဖြစ်တဲ့အတွက်အလုပ်ရှင်ကနေပြီးအရန်သက်တာပါလေဗျအဓိကတော့ကျွန်တော်ပြောချင်တာကတော့ကျန်တဲ့အလုပ်သမားအဖွဲ့အစည်းတွေလည်းပဲဒီလိုဝင်သင့်တယ်လို့တော့ထင်တယ်လေလူမှုဖူလုံရေးအဖွဲ့အနေနဲ့လူမှုဖူလုံရေးစီမံကိန်းလုပ်ငန်းများကိုအကျုံးဝင်မြို့နယ်128မြို့နယ်အထိတိုးချဲ့ဆောင်ရွက်လျက်ရှိပြီးအလုပ်ဌာန3500ကျော်မှအာမခံအလုပ်သမား1.36သန်းကျော်အတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနဲ့ငွေကြေးအကျိုးခံစား권များကိုခွင့်ပြုထုတ်ပေးလျက်ရှိပါတယ်။
ပုံမကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့အကျိုးခံစား권များကိုပေးအပ်နိုင်စေဖို့လူမှုဖူလုံရေးအဖွဲ့မှစေယုံ3ယုံမြို့နယ်စေကံ96ခန်းဌာနကြီးစေကံ60 PPS Free for Service Payment ဖြင့်ဖွင့်လှစ်ထားတဲ့စေကံ84ခန်းမိဖွာချင်းဝန်ဆောင်မှုပေးတဲ့စေယုံစေကံ9ခန်းတိုင်းရင်စေကံ1ခန်းနယ်လက်စေကူတာရင်4ကြီးတို့ဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ဒီသတင်းကိုမဝင်းမြတ်တန်းနာလွင်ကရယူပေးပို့ထားတာဖြစ်ပါတယ်ရှင်